ဒါလေးကတော့ကက်ကက်တင်9ကြော်နံကလေးဖြစ်ပါတယ်နော်ရွှေပြေးဝစုံစီမြေပဲစီတန်းလေးကိုသုံးထားပါတယ်နော်ဒါကလက်ပုတ်တာကနေပြီးတော့ထည့်ပေးလိုက်တဲ့ကက်ကက်လေးပါနော်50သား60သားဝန်းကျင်လောက်ရှိမယ်ရှင်အိမ်မှာကသားမိသားပါ3ယောက်တည်းဆိုတော့အမီလေးတွေငါးလေးနဲ့ချားကိုရဲလေးတွေကိုချက်မယ်ပေါ့နော်တဝက်ကိုတော့ကြော်မယ်ပေါ့နော်ဒါကတော့အချုံမိုစားစနစ်မုံတေချာနှံ့ဆက်အောင်နေပေးထားတာဖြစ်ပါတယ်နော်တေချာနှံ့ဆက်အောင်နေပြီးသွားလို့ရှိရင်တော့ငါးလေးတွေကိုခဏလောက်နာရီဝက်လောက်လေးနှက်ထားလိုက်တယ်ပေါ့နော်အသားတွေကိုအရသာလေးစိတ်ဝင်သွားအောင်ပေါ့ငါးကြော်တာတော့မပြတော့ဘူးနော်ဒါကတော့ဒီမနက်စာဝန်ငါးလေး3လုံးကြော်ထားတယ်ပြီးသွားလို့ရှိရင်တော့လိထားအသီးရွက်ကလေးနဲ့ငါးကြော်နဲ့ချက်မယ်ရွှေပြေးဝစုံဒီမြေပဲစီတန်လေးနဲ့ကြော်ပါမယ်ရှင်တဲကိုစီထည့်လိုက်တယ်စီလေးပူလာလို့ရှင်တော့ကြက်သွန်နီလေးထည့်ပြီးစီတက်လိုက်ပါမယ်ကြက်သွန်နီလေးနွမ်းသွားအောင်လို့နည်းနည်းလေးမှွေပေးပါမယ်နော်ကြက်သွန်နီလေးနွမ်းသွားပြီဆိုရင်ကြက်သွန်ဖြူလေးထည့်လိုက်ပါမယ်ရှင်ကြက်သွန်ဖြူလေးတွေထည့်ပြီးသွားရင်နောက်မှာတော့ခရမ်းချင်းသီးလေးကိုထည့်လိုက်ပါမယ်ရေလေးနည်းနည်းထည့်ပြီးခရမ်းချင်းသီးလေးတွေကိုစီပြန်သွားအောင်လုပ်ပါတယ်ဒါမှခရမ်းချင်းသီးလေးရဲ့ကြက်ပြီးအစိမ့်နဲ့မနှမ်းပါဘောနော်ခရမ်းချင်းသီးလေးတို့အရန်လည်းမပြောအောင်လို့နည်းနည်းချင်းသီးအနှစ်ကလေးလည်းရအောင်လို့မှွေပေးထားပါတယ်နော်ခဏနေမုံလာဦးနီလေးကိုထည့်ပါမယ်နော်မုံလာဦးနီလေးထည့်ပြီးသွားရင်ပဲသီးလေးပါထည့်ပြီးတော့ခဏလောက်မှွေပြီးတော့ကြော်ပေးထားပါမယ်နော်ခရမ်းချင်းသီးလေးတွေမုံလာဦးနီလေးတွေပဲသီးလေးနှံ့သွားရင်ငါးကြော်လေးတွေထည့်ပါမယ်ရှင်ငါးကြော်လေးထည့်ပြီးသွားရင်နောက်မှာတော့ဘဲငပြိုင်အကြီးရဲ့နောက်ကခရုစီရဲ့တကြားလေးရဲ့စသားမုံလေးရဲ့နဲ့ဖြော်ထားတဲ့အရေးလေးကိုလောင်းပေးလိုက်မယ်နော်အရန်စီပြန်သွားတာလည်းမကြိုက်ဘူးအရေးလေးနဲ့လည်းစားကျင်တာဖြစ်တဲ့အတွက်မို့လို့လေနည်းနည်းစီကြံရေကြံလေးထားပါမယ်ငါးကြော်နက်ကလေးကိုအရန်ကြိုက်ပါရဲ့ရှင်ကျမတို့ငငယ်တုန်းကဆိုကျမတို့မိဘတွေကလေကကယ်တင်ငါးကြော်နက်ကိုအမြဲတမ်းကြော်ပေးရဲ့ရှင်ငါးလေးတွေစီပြန်သွားရင်ကြက်သွန်မေးလေးအုပ်ထားလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်ရတာရှိရဲ့ငါးကြော်နက်ကလေးကိုရပါပြီရှင်ဗီဒီယိုလေးကိုစုံအောင်ကြည့်ပေးကြတဲ့သူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ် page လေးကိုလည်း like and follow လေးလုပ်ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်